ကဘာဦးကျန်းအခန်းကြီး30ခုနှစ်မှာပါတဲ့ယောသက်ရဲ့ဇလန်းဟာမိသားစုတွင်မနာလိုမှုတစ္ဆာဖောက်မှုနဲ့ဘဝအပြောင်းလဲကြီးတွေအကြောင်းကိုစိတ်ဝင်စားစရာရေးသားထားတာဖြစ်ပါတယ်။ယာကုပ်မှာသား10နှစ်ရောက်ရှိတဲ့အနက်ယောသက်ဟာသူ့ရဲ့အသက်ကြီးမားရတဲ့သားဖြစ်လို့တခြားသားတွေထက်ပိုပြီးအချစ်ခံရပါတယ်။ယာကုပ်ကယောသက်ကိုအလွန်ချစ်မြတ်နိုးပြီးထူးခြားလှပသောရောင်စုံဝတ်လုံတစ်ထည်ကိုပေးခဲ့သည်။ဒီအချက်ကပဲအကိုတွေရဲ့စိတ်ထဲမှာမနာလိုမှုကိုစတင်မိမွေးလိုက်တယ်လို့ဖြစ်သွားပါတယ်။ယောသက်ကအိမ်မက်နှစ်ခုကိုမြင်ခဲ့ပြီးအကိုတွေကိုပြန်ပြောပြခဲ့ပါတယ်။ပထမအိမ်မက်လေရဲမှာကောက်လိုင်းတွေရိတ်သိမ်းကြတော့ယောသက်ရဲ့ကောက်လိုင်းကမတက်ရက်နေပြီးအကိုတွေရဲ့ကောက်လိုင်းတွေကဝိုင်းပြီးဦးချကြတာပါ။ဒုတိယအိမ်မက်နေလနဲ့ကျဲဆဲတလုံးကသူ့ကိုဦးချနေတာပါ။ဒီအိမ်မက်တွေကယောသက်ဟာနောင်တစ်ချိန်မှာအကိုတွေပေါ်အုပ်ဆိုးမဲ့သူဖြစ်လာမယ်ဆိုတာကိုတပ်ပုံဖော်နေတာကြောင့်အကိုတွေကသူ့ကိုပို့ပြီးတော့တောင်မုန်းတီးလာကြပါတယ်။လုံးကျက်မှုနဲ့တွင်ထဲသို့ပြစ်ချခံရခြင်းဒီနေ့မှာအကိုတွေကရှေခင်ရက်မှာတိုးချောင်းနေတုန်းအဖေဖြစ်သူကယောသက်ကိုအခြေအနေသွားကြည့်ဖို့လွတ်လိုက်ပါတယ်။အဝေးကနေယောသက်လာတာကိုမြင်တာနဲ့အကိုတွေကအိမ်မက်ဆရာလာနေပြီးသူ့ကိုတက်ပြီးတွင်ထဲပြစ်ချကြရအောင်လို့တိုင်ပင်ကြပါတယ်။ဒါပေမဲ့အကြီးဆုံးအကိုယိုဘင်ကတက်ဖို့ကိုသဘောမတူပဲခိတရင်းထဲမှာပဲထည့်ထားဖို့အကြံပေးပါတယ်။ယိုဘင်ကနောက်မှတိတ်တိတ်လေးပြန်ခဲ့ဖို့စိတ်ကူးထားတာပါ။သူတို့ဟာယောသက်ရဲ့ရောင်စုံဝတ်လုံကိုချုပ်ပြီးရေမရှိတဲ့တွင်ထဲကိုပစ်ချလိုက်ကြပါတယ်။ယိုဘင်မရှိတဲ့အချိန်မှာအမေလလူမျိုးကုန်းတီတစုဖြတ်သွားတာကိုမြင်တော့ယူဒကငါတို့ညီကိုတက်မဲ့အစားရောင်းစားလိုက်တာပိုကောင်းမယ်လို့အကြံပေးပါတယ်။ဒါနဲ့ယောသက်ကိုငွေကျပ်20နဲ့ကျွန်အဖြစ်ရောင်းစားလိုက်ကြပါတယ်။ယောသက်ဟာအီဂျစ်ပြည်ကဖာယောမင်းရဲ့ကိုရန်တော်မူပေါဒီဖာစီကိုရောက်သွားခဲ့ရပါတယ်။ဖခင်ကိုလှည့်စားခြင်းအကိုတွေကအပြစ်ကိုဖုံးကွယ်ဖို့အတွက်စိတ်တကောင်ကိုတက်ပြီးယောသက်ရဲ့ရောင်စုံဝတ်လုံကိုသွေးနဲ့ဆုံးစေပါတယ်။အဲ့ဒီနောက်ဖခင်စီကိုယူသွားပြီးဒီအင်ဂျီကိုတွေ့ခဲ့တဲ့တားရဲ့အင်ဂျီဟုတ်မဟုတ်ကြည့်ပါဦးလို့လိန်ပြောကြပါတယ်။ယာကုပ်ကသူ့သားကိုတားရဲကိုက်စားသွားပြီလို့ထင်ပြီးအသေးအတန်ငိုကြွေးပူဆွေးခဲ့ရပါတယ်။ဘယ်သူကမှလည်းသူ့ကိုနှစ်သိမ့်လို့မရခဲ့ပါဘူး။သင်ခန်းစာအကျဉ်းလူသဘောမနာလိုဝန်တိုမှုဟာညီကိုရင်းချာတွေကိုတောင်ရန်သူဖြစ်စေနိုင်ပါတယ်။ဖျားသခင်၏အကြံစီယောသက်အတွက်တော့ခါးသီးတဲ့အစပြုခြင်းဖြစ်ပေမဲ့ဒါဟာနောက်တစ်ချိန်မှာမိသားစုတစ်ခုလုံးကိုကယ်တင်ဖို့အတွက်ဖျားသခင်ပြင်ဆင်နေတဲ့လမ်းကြောင်းတစ်ခုဖြစ်လာပါ